ချိုမဲ့နေရတော့เนาะကဲရေတွေရောအကျန်းချီရပေါ့နော်စိတ်ဝင်စားလားမသိဘူးဒါဆိုကျွန်တော်ရဲ့ဗီဒီယိုကအစဆုံးကြည့်ကြရအောင်เนาะကဲကျွန်တော်ရေအရင်ချိုးပြပါမယ်โอเคကဲဒီနေရာလေးကပေါ့နော်ခေါက်ရိုင်မှာရှိတဲ့ဒီရေချိုးလို့ရတဲ့နေရာပြကြရင်တွေကကျွန်တော်လေလိုလို့ရတဲ့နေရာပေါ့နော်ကဲဒီဘက်မှာကျတော့လေလိုတာတိတန့်ပေါ့နော်ကဲဟိုဘက်ဆိုလူတွေအများကြီးပေါ့နော်လေလိုတာတိတန့်ပါပဲဒါပေမဲ့ဒီဘက်ကျတော့ရေချိုးတဲ့နေရာပေါ့နော်ဒီဘက်ဆိုရင်ဒီဘက်ဆိုရင်ရေချိုးတဲ့နေရာတိတန့်ရေကတော့အရန်မျိုးကြည်တာပေါ့နော်ရေအရန်တန့်တယ်ကဲရေဆိုဟိုဘက်ဆိုတော့တော့ရှောက်ဒီဘက်ကျတော့ရေချိုးမဲ့တိတန့်နေရာပေါ့နော်အိုးလူရောကဲဒီမှာကျတော့ကျွန်တော်တို့အစားအသောက်တွေယူလာလို့မရဘူးပေါ့နော်ဒီမှာကျတော့ဒီတိုင်းရေချိုးဖို့အဆင်ပြေတယ်အစားအသောက်တွေတော့ယူလာလို့မရဘူးရေချိုးလို့ရတယ်နားနေလို့ရတာပေါ့နော်ဝင်ကြေးပေးဆရာမလို့လူတွေဆိုအခုဆိုတော့နော်စီနေရပဲနော်လူတွေရမ်းများတယ်ကဲဒီဘက်မှာရောနော်ရေချိုးလို့ရတယ်ဒီမှာတော့ချောင်းနော်ရေရ